ဘုန်းကြီးတို့ဟောပြီးတော့လာခဲ့တဲ့ဥစ္စာခန္ဓာပဲနှစ်ပါးရှိတယ်တော့ခန္ဓာ၅ပါးကဘယ်သူတွေများပါလဲယူပဲခန္ဓာဝေဒနာခန္ဓာပညာခန္ဓာသင်္ခါရခန္ဓာဝိညာဉ်ခန္ဓာပဲနှစ်ပါးတော့ဟုတ်တယ်ယူပဲခန္ဓာဝေဒနာခန္ဓာပညာခန္ဓာသင်္ခါရခန္ဓာဝိညာဉ်ခန္ဓာ၅ပါးမဟုတ်လားဟုတ်တယ်ဒီဥစ္စာကိုတတိပြုပါဦးယူပခန္ဓာဆိုတာကဖောက်ပြန်တတ်တဲ့သဘောတရားတွေကိုစုယုံထားတာမဟုတ်လားဝေဒနာခန္ဓာကခံစားတတ်တဲ့သဘောတရားတွေနော်သင်္ညေခန္ဓာကမှတ်သားတတ်တဲ့သဘောတရားတွေသင်္ခါရခန္ဓာကတော့စစ်စောအထုတတ်တဲ့စေရနာကိုအဥပြုတော့စေရနာ50အစုပေါ့ဟုတ်ကဲ့နော်ဝိညာဉ်နဲ့ခန္ဓာဆိုတာကတော့တိတတ်တဲ့သဘောတရားကလေးတွေကိုဉာဏ်နဲ့စုယုံထားတာဟုတ်တယ်မဟုတ်လားအဲ့ဒါကိုခန္ဓာ၅ပါးယူပဲခန္ဓာဝေဒနာခန္ဓာပညာသင်္ခါရခန္ဓာဝိညာဉ်ခန္ဓာခန္ဓာ၅ပါးမဟုတ်လားဟုတ်တယ်အဥဇဥစ္စာကဖောက်ပြန်တတ်တဲ့သဘောတရားကိုပြောတာနော်တမျိုးတစ်ဖို့ဖြစ်တယ်ဖောက်ပြန်တယ်ပြောင်းလဲတယ်ဆိုတဲ့သဘောတရားတွေကိုအကုန်လုံးစုယုံပြီးတော့မိမိတို့ခန္ဓာကိုယ်ကြည့်လိုက်စမ်းပါတို့ခန္ဓာကိုယ်မှာအမျိုးအစားပေါင်း5ခုရှိတာပေါ့အလုံးဘုန်းကြီးတို့တရားဓမ္မတို့ကိုယ်ခန္ဓာကိုယ်ပြန်ကြည့်လိုက်တို့မှာအမျိုးအစားပေါင်း5မျိုးရှိတာပေါ့5မျိုးကဖောက်ပြန်ပြောင်းလဲပျက်စီးနေတဲ့သဘောတရားတွေအခုပြောထားတော့5မျိုးဆိုလို့ဒီမဲ့ငါးဘုတ်ပုံပြတာဖောက်ပြန်ပျက်စီးတဲ့ဥစ္စာရုပ်ကလည်းဖောက်ပြန်ပျက်စီးတာပဲဝေဒနာကလည်းဖောက်ပြန်ပျက်စီးတာပဲတင်ညာကလည်းဖောက်ပြန်သင်္ခါရကလည်းဖောက်ပြန်ပျက်စီးတာပဲဟိုဝိညာဏဆိုတဲ့စိတ်ကလည်းဖောက်ပြန်ပျက်စီးတာအဲ့ဒီဖောက်ပြန်ပျက်စီးနေတဲ့အခိုက်အတန့်ကိုအကုန်လုံးသိယူလိုက်ဉာဏ်နဲ့သိစုယုံပြီးတော့အဲ့ဒီဥစ္စာကိုဖောက်ပြန်တတ်တဲ့အုပ်စုလို့တစုစုလိုက်ပါအကုန်လုံးဒီ5မျိုးလုံးဖောက်ပြန်ကြတာပဲမဟုတ်လား5မျိုးလုံးပေါ်ပြီးတော့ပျောက်ပေါ်ပြီးတော့ပျောက်ဒီသဘောတည်းမဟုတ်လားအကုန်လုံးကိုသိယူလိုက်ပါရုပ်ရောဝေဒနာရောတင်ညာရောသင်္ခါရရောဝိညာဏရောအကုန်လုံးပေါ်ပြီးပျောက်ပေါ်ပြီးပျောက်ဒီသဘောတည်းမဟုတ်လားဟုတ်တယ်အဲ့ဒီပေါ်ပြီးပျောက်ပေါ်ပြီးပျောက်ဆိုတဲ့သဘောတွေဟူသမျှဖောက်ပြန်တာတွေမဟုတ်လားအဲ့ဒါတွေကိုဘာခန္ဓာယူပဲခန္ဓာဒီလိုလုပ်ပါနော်ဖောက်ပြန်ပြောင်းလဲတဲ့ဥစ္စာတွေဟူသမျှပါခန္ဓာယူပဲခန္ဓာဟုတ်တယ်ယူပဲခန္ဓာပြီးတော့ခံစားတတ်တဲ့သဘောကိုဝေဒနာခန္ဓာခံစားတယ်လို့ဘာသာပြန်တာပေါ့ခံယူတယ်အာယုံရဲ့ကောင်းမကောင်းကိုခံယူတဲ့သဘောရှိတယ်လေအဲ့ဒါကိုခံစားတယ်လို့ဒီလိုပြောတယ်အဲ့ဒီ5မျိုးတည်းမှာဒီခန္ဓာထဲမှာခံစားတတ်တဲ့သဘောလဲပါသေးတာပေါ့အဲ့ဒါတွေကိုစုယုံပြီးတော့ဘာခန္ဓာဝေဒနာခန္ဓာသူလဲပေါ်ပြောက်လုပ်တယ်မဟုတ်လားပေါ်ပြောက်ဖြစ်တဲ့ချက်ခိုက်ကြတော့ဘာခန္ဓာယူပဲခန္ဓာခံစားတတ်တဲ့ခါကြတော့ဝေဒနာခန္ဓာဟိုသူလဲမှတ်သားတတ်တာပဲဒါကအဖြူဒါကအညူဒါကအဝါဒါကအနိမှတ်ထားလို့ဆိုတဲ့အတိုင်းမှတ်သားထားတတ်တဲ့သဘောလေးရှိသေးတယ်နော်ဒီမှတ်တတ်တဲ့သဘောတရားအစုကိုဉာဏ်နဲ့စုယုံပြီးတော့ဘာခန္ဓာပညာခန္ဓာစေတသိက်52ပါးရှိတဲ့အနက်2ပါးကိုခွဲထုတ်ပြီးပြီနော်ဘယ်လောက်ကြံသေးတော့အဲ့ဒီ50မှာစေတနာခေါင်းဆောင်တယ်စေတနာစေတသိက်ကလေးကလုတ်တကိုင်းတာလှုပ်တရှားတာမဟုတ်လို့သူ့ကိုလုတ်တကိုင်းတာလို့သင်္ခါရနာမည်ပေးထားတာစေတနာကလေးကိုလေသင်္ခါရလို့နာမည်ပေးထားတယ်အဲ့ဒီသင်္ခါရလို့နာမည်ရတဲ့စေတနာစေတသိက်ကလေးခေါင်းဆောင်တဲ့50အစုကိုကြတော့သင်္ခါရခန္ဓာပါတယ်တော့သင်္ခါရခန္ဓာပြီးတော့ဘုန်းကြီးတို့တန်တန်ခန္ဓာထဲမှာတိတတ်တဲ့သဘောတရားကလေးလည်းပေါ်လာတယ်မဟုတ်လားအဲ့ဒီတိတတ်တဲ့သဘောတရားကလေးကြတော့ဝိညာဉ်နဲ့ခန္ဓာတိတတ်တဲ့သဘောတရားကလေးစုယုပ်ပြီးတော့သူ့ဘာခန္ဓာဝိညာဉ်နဲ့ခန္ဓာတိတတ်တဲ့သဘောတရားလေးလည်းပေါ်ပြီးပျောက်မဟုတ်လားအဲ့ဒီပေါ်ပြီးပျောက်ဖြစ်နေတဲ့အခိုက်အတန့်ဘာခန္ဓာယူပဲခန္ဓာဒါပြန်မှန်းလိုက်ပါဒီမဲ့ဥစ္စာကမြင်သာအောင်သာခွက်ကလေး5လုံးပြထားတာဘုန်းကြီးတို့အလုံးတရားဓမ္မတို့တဏ္ဍာမှာ5မျိုးမဟုတ်လား5မျိုးကဖောက်ပြန်တတ်တဲ့သဘောတစ်မျိုးလည်းရှိတယ်
ခံစားတတ်တဲ့သဘောတစ်မျိုးလည်းရှိတယ်မှတ်သားတတ်တဲ့သဘောတစ်မျိုးလည်းရှိတယ်ကြံတဲ့ဥစ္စာကစေတနာကောင်းဆောင်တဲ့စေစွာအထုတ်တတ်တဲ့စေတနာကောင်းဆောင်တဲ့အမျိုးအစား90လည်းရှိတယ်သိတတ်တဲ့အမျိုးအစားတွေလည်းပါတယ်ဒီလိုမဟုတ်လားအဲ့ဒါလိုဒီပြန့်နှံ့နေတဲ့အနေဖောက်ပြန်ပြောင်းလဲတတ်တဲ့ဥစ္စာသိယုံစုလိုက်ပါ၅မျိုးလုံးဖောက်ပြန်တယ်မဟုတ်လား၅မျိုးလုံးဖောက်ပြန်တဲ့ဥစ္စာသိယူပြီးတော့ဟဲ့ဒီမှာတစုစုညံနဲ့နော်ဟဲ့ဒီဥစ္စာကဖောက်ပြန်တတ်တဲ့သဘောတွေတို့ခန္ဓာထဲမှာဖောက်ပြန်တတ်တဲ့သဘောတွေရှိတယ်အဲ့ဒီဖောက်ပြန်တတ်တဲ့သဘောတွေကိုစုယုံပြီးတော့ဘာခန္ဓာယူပက်ခန္ဓာဖောက်ပြန်တတ်တဲ့သဘောတွေယူပက်ခန္ဓာဆိုတာဖောက်ပြန်တတ်တဲ့သဘောတွေဟုတ်ကဲ့နော်ပြီးတော့ခံယူတတ်တဲ့အာယုံကိုကောင်းတယ်မကောင်းဘူးခံယူတတ်တဲ့သဘောတွေကြတော့ခံစားတယ်ပြောတာပေါ့အာလုံးဒီထက်ပါရှိတဲ့ဥစ္စာတွေခံစားတတ်တဲ့သဘောတရားတွေကိုညာနဲ့စုယုံသိမ့်ပြီးတော့သူတို့တွေကိုဘာခန္ဓာဝေဒနာခန္ဓာမှတ်သားတတ်တဲ့သဘောတွေလည်းဒီအလုံးကိုတဲကစုယုံပြီးတော့မှတ်သားတတ်တဲ့အုပ်စုဆိုတဲ့အနေနဲ့ဘာခန္ဓာတင်ညက်ခန္ဓာဟုတ်ကဲ့နော်ကြံတဲ့စေတနာဥပြုတဲ့ဉာဏ်နဲ့စေတသိက်တွေကြတော့ဘာခန္ဓာသင်္ခါရခန္ဓာသိတတ်တဲ့သဘောမပါဘူးလားအဲ့ဒီသိတတ်တဲ့သဘောတွေကြတော့ဘာခန္ဓာသိတဲ့အခိုက်ဝိညာဉ်နဲ့ခန္ဓာပေါ့ဖောက်ပြန်ပစ္စည်းသွားတဲ့အခိုက်ကြတော့ယူဘက်ခန္ဓာပေါ့ဟုတ်ကဲ့နော်ဒါကိုကြည့်တော့အဖြစ်ဘုန်းကြီးတို့တရားဓမ္မတွေခန္ဓာဆိုတာအတုံးခဲကြီးရဲ့လို့မရှိဘူးခန္ဓာဆိုတာအတုံးခဲကြီးရဲ့လို့မရှိဘူးတကယ်လှုပ်လိုက်တော့စုလိုက်တော့နော်သူအုပ်စုနဲ့သူလှုပ်လိုက်တဲ့အခါကျတော့လေအေးတုံးခဲရလို့မရှိပါဘူးဒီထက်သဘော၅မျိုးရှိတယ်ဒီလိုမဟုတ်လားသဘော၅မျိုးဖောက်ပြန်တတ်တဲ့သဘောခံစားတတ်တဲ့သဘောမှတ်သားတတ်တဲ့သဘောစေစောအထုတ်တတ်တဲ့စေရနာအဥပြုတဲ့စေတသိက်တွေသဘောပြီးတော့သိတတ်တဲ့သဘောလို့သဘော၅မျိုးပါတယ်မဟုတ်လားအဲ့ဒီသဘော၅မျိုးကိုတစ်မျိုးတစ်မျိုးစီတပုံညံနဲ့ပုံပြီးတော့ထားပြီးတော့ခန္ဓာ၅ပါးဟုတ်တယ်မဟုတ်လားခန္ဓာ၅ပါးကဘယ်သူတွေတော့ယူပက်ခန္ဓာတင်ညက်ခန္ဓာသင်္ခါရခန္ဓာဝိညာဉ်နဲ့အဲ့ဒါလို့မဟုတ်လားဟုတ်ပြီခန္ဓာ၅ပါးရှိတယ်အဲ့ဒီခန္ဓာ၅ပါးကိုတတိပဋ္ဌာန်၄ပါးနဲ့များပုံမယ်ဆိုရင်အဥဆုံးဖြစ်တဲ့ရုပ်ခန္ဓာကကာယ ानु ပတနာတတိပဋ္ဌာန်ထည့်ရလေနောက်မှထည့်ရအောင်ကာယ ानु ပတနာတတိပဋ္ဌာန်နောက်မှထည့်ရတယ်နော်ကာယ ानु ပတနာလောက်ပဲထားမယ်နော်ခံစားတတ်တဲ့သဘောကြတော့ဝေဒနာ ानु ပတနာဟောတင်ညာနဲ့သင်္ခါရနှစ်ခုပေါင်းကိုဓမ္မာ ानु ပတနာတိတတ်တဲ့စိတ်ကလေးကြတော့စိတ်တာ ानु ပတနာစတော့ခန္ဓာ၅ပါးမဟုတ်လားယူပက်ခန္ဓာဝေဒနာခန္ဓာတင်ညာခန္ဓာသင်္ခါရခန္ဓာဝိညာဉ်နဲ့ခန္ဓာအစတော့ခန္ဓာ၅ပါး၅ပုံရှိတာနော်အခုတတိပဋ္ဌာန်၄ပုံနဲ့ပုံမယ်နော်အဲ့လိုဆိုတော့အဥဆုံးဖြစ်တဲ့ရုပ်ကကာယ ानु ပတနာဒုတိယဖြစ်တဲ့ဝေဒနာတွေကြတော့ဝေဒနာ ानु ပတနာတတိယဖြစ်တဲ့တင်ညာခန္ဓာနဲ့သုတ်ထဖြစ်တဲ့သင်္ခါရခန္ဓာနှစ်ခုပေါင်းကဓမ္မာ ानु ပတနာပစ္စမဖြစ်တဲ့စိတ်ကစိတ်တာ ानु ပတနာ ानु ပတနာဘယ်နှခုတော့ဘယ်သူတွေတော့ကာယ ानु ပတနာဝေဒနာ ानु ပတနာဓမ္မာ ानु ပတနာစိတ်တာ ानु ပတနာတတိပဋ္ဌာန်ဆိုတဲ့စကားလုံးလေးတစ်လုံးထပ်တိုးမယ်ဆိုရင်ကာယ ानु ပတနာတတိပဋ္ဌာန်ဝေဒနာ ानु ပတနာတတိပဋ္ဌာန်ဓမ္မာ ानु ပတနာတတိပဋ္ဌာန်စိတ်တာ ानु ပတနာတတိပဋ္ဌာန်ဟုတ်ကဲ့နော်အဲ့ဒါလို့တတိပဋ္ဌာန်၄ပါးနဲ့ပုံရင်၄ပုံဖြစ်သွားတာပေါ့ဒီထဲမှာရွေးရမယ်တဲ့ငါနဲ့ပဲအပုံနဲ့လိုက်တယ်လေဆိုတာလေကိုချိန်ကြည့်ညံထိုင်းသလားထက်သလားငါညံထိုင်းတယ်ငါညံထိုင်းတယ်ဟုတ်ပြီငါလောဘကောများလားမများဘူးလားလောဘတွေလည်းများပါဟိုဟာလူချင်းဒါလူချင်းဟိုဟာရချင်းဒါရချင်းဒီလိုဆိုရင်ညံထိုင်းပြီးတော့လောဘများညံထိုင်းပြီးတော့လောဘများတဲ့ဆိုရင်အဥဆုံးဖြစ်တဲ့ရုပ်ကာယ ानु ပတနာနဲ့လိုက်တာပေါ့
အဲ့ဒီပုဂ္ဂိုလ်ဟာကာယာနုပတနာတတိပဋ္ဌာန်အဲ့ဒီဥစ္စာနဲ့လိုက်တယ်ဉာဏ်ထိုင်ပြီးတော့လောဘများရင်ကာယာနုပတနာတတိပဋ္ဌာန်လေးပုံပုတ်ထားတယ်နော်ကြော်လိုက်နှစ်ပုံကိုကြော်လိုက်ဟိုနောက်ဆုံးအပုံသွားမယ်စိတ်တ ानु ပတနာသွားမယ်နော်ပုဂ္ဂိုလ်ကိုချိန်ကြည့်ဉာဏ်ထိုင်သလားထက်သလားဉာဏ်ထိုင်တယ်ဒိဋ္ဌိကမများဘူးလားများပါတတ္တဥစီတာတက္ကာယဒိဋ္ဌိတွေလည်းများပါဆိုဉာဏ်ထိုင်ပြီးတော့ဒိဋ္ဌိများဉာဏ်ထိုင်ပြီးတော့ဒိဋ္ဌိအဲ့ဒါလို့ဆိုရင်တော့စိတ်တ ानु ပတနာတတိပဋ္ဌာန်ဒါနဲ့လိုက်တာပေါ့ဩဉာဏ်ထိုင်ပြီးတော့လောဘအများရင်ကာယာနုပတနာတတိပဋ္ဌာန်ဉာဏ်ထိုင်ပြီးဒိဋ္ဌိများရင်စိတ်တ ानु ပတနာတတိပဋ္ဌာန်ဉာဏ်ထိုင်တဲ့သူတွေပေါ့ဟုတ်တယ်ထိုင်တဲ့သူတွေထူတဲ့သူတွေကိုချိန်ကြည့်သိတာပေါ့နော်ဉာဏ်လည်းထိုင်တယ်လောဘလည်းများတယ်ဆိုရင်ကာယာနုပတနာတတိပဋ္ဌာန်ဉာဏ်လည်းထိုင်တယ်ဒိဋ္ဌိတွေလည်းများတယ်ဆိုရင်စိတ်တ ानु ပတနာတတိပဋ္ဌာန်ကိုယ်နဲ့လိုက်တဲ့အရှုခံတရားဟာလေအဲ့ဒီလိုက်တဲ့ဥစ္စာရှုမှလည်းမြန်မြန်ဖြစ်ပျက်တွေပေါ်လွယ်တယ်နောက်တစ်ခါချိန်ကြည့်အလဲကောင်းနှစ်ပုံကိုသွားမယ်ကိုညာထိုင်သလားထက်သလားချိန်ကြည့်ညာထက်တယ်အရာရာထက်ပြင်းပြပဲကြောင်းမယ်ဆိုလဲ1 2 3ဒီလိုအထက်ပိုင်းဆိုင်ရာအမှတ်တွေများတဲ့ဘက်ကသူကနေတာညာထက်တယ်ကိုချိန်ကြည့်လေလောဘကောမများဘူးလားလောဘတွေလည်းများပါငါလှခြင်းပါခြင်းကြွားခြင်းဟိုဟာရခြင်းဒါရခြင်းမပြီးနိုင်ဘူးလေညာလည်းထက်တယ်လောဘတွေလည်းသူဆိုရင်ညာလည်းထက်တယ်လောဘလည်းများတယ်ဆိုရင်တော့ဟဲ့ဒီဝေဒနာနုပတနာတတိပဋ္ဌာန်ဒါနဲ့လိုက်တယ်တဲ့ညာထက်ပြီးတော့လောဘများရင်ဝေဒနာနုပတနာတတိပဋ္ဌာန်နောက်တစ်ခါချိန်ကြည့်ညာထိုင်သလားထက်သလားထက်တယ်ဒိဋ္ဌိလောဘကောများလားမများဘူးလားလောဘလည်းသိမများပါဘူးဆိုရင်ဉာဏ်ထက်ပြီးတော့လောဘနေပါတာပေါ့ဉာဏ်ထက်ပြီးတော့လောဘနေပါတာအဲ့လိုဆိုရင်တော့ဓမ္မာနုပဒနာနဲ့လိုက်တယ်ဘာနဲ့လိုက်တော့ဓမ္မာနုပဒနာဆိုတာအဖြစ်အပျက်တွေပြောတာလေသစ္စာတရားတွေဓမ္မာနုပဒနာနဲ့လိုက်တယ်ဒါဖြင့်အလဲကောင်းနှစ်ပုံကဉာဏ်ထက်တဲ့သူတွေပဲဉာဏ်ထက်ပြီးတော့လောဘများရင်ဝေဒနာနုပတနာတတိပဋ္ဌာန်ဉာဏ်ထက်ပြီးတော့ဗါတဲ့တော့လောဘနေပါရင်ဓမ္မာနုပတနာတတိပဋ္ဌာန်လေးပုံရှိတဲ့အလဲကောင်းကနှစ်ပုံကဉာဏ်ထက်တဲ့သူတွေပေါ့ဘေးနှစ်ပုံကဉာဏ်ထိုင်တဲ့သူတွေပေါ့ဟုတ်တယ်လားပြန်ပြောဦးမယ်လေဉာဏ်ထိုင်ပြီးတော့လောဘများရင်ကာယာနုပတနာတတိပဋ္ဌာန်ဉာဏ်ထိုင်ပြီးတော့ဒိဋ္ဌိများရင်စိတ်တ ानु ပတနာတတိပဋ္ဌာန်ဒါကဉာဏ်ထိုင်တဲ့သူတွေပေါ့အလဲနှစ်ပုံသွားမယ်ဉာဏ်ထက်ပြီးတော့လောဘများရင်ဝေဒနာ ानु ပတနာတတိပဋ္ဌာန်ဉာဏ်ထက်ပြီးတော့လောဘနေပါရင်တတိပဋ္ဌာန်အလဲကောကနှစ်ပုံကဉာဏ်ထက်တဲ့သူတွေပေါ့ဟုတ်တယ်ကိုသိပါတယ်ငါဖဲထဲကလည်းအဲ့ဒါလိုချိန်ကြည့်ပြီးတော့ကိုယ်နဲ့လိုက်တဲ့ကမ္မထံရွေးတဲ့ဟုတ်ကဲ့နော်မှန်ပါဗျာအဲ့ဒါလိုပါအဲ့ဒါလိုရှိတဲ့အနဲ့ဒီကနေ့ပထမဆုံးအပုံကိုစပြောမှာနော်ပထမဆုံးအပုံကဉာဏ်ထိုင်ပြီးတော့လောဘများတဲ့ဟုတ်တယ်မဟုတ်လားဉာဏ်ထိုင်ပြီးတော့လောဘများတာဆိုတော့ဘာနဲ့ကြိုက်တော့ကာယာနုပတနာတတိပဋ္ဌာန်ကာယာနုပတနာဆိုတာရှုပ်မဟုတ်လားကာယာနုပတနာဆိုတာရှုပ်ဟုတ်တယ်ရှုပ်ဆိုတာရူပမဟုတ်လားရူပဆိုတာဖောက်ပြန်တတ်တာရူပဆိုတာကဖောက်ပြန်တတ်တာသူနဲ့လိုက်တာပေါ့နော်ပထမဆုံးအပုံကဘာနုပဒနာကာယာနုပဒနာဘယ်လိုပုဂ္ဂိုလ်ရှုရမလဲဉာဏ်ထိုင်ပြီးတော့လောဘများတဲ့သူတွေဉာဏ်ထိုင်ပြီးတော့လောဘများတဲ့သူတွေအဲ့လိုလူတွေနဲ့လိုက်တယ်လားတဲ့ဟုတ်တယ်မဟုတ်လားအဲ့ဒီကမ္မထံကိုရှုရမှာဉာဏ်ထိုင်ပြီးတော့လောဘများတယ်ဆိုရင်ရုပ်ရှုရမှာပေါ့ဒါမှပေါ်လွယ်ထင်လွယ်တယ်ရုပ်ဆိုတာယူပမဟုတ်လားယူပဆိုတာဖောက်ပြန်တတ်တာယူပဆိုတာဖောက်ပြန်တတ်တာဖောက်ပြန်တယ်ဆိုတာဘယ်လိုဟာတုံးကိစ္စာဘိက္ခွေရူပံဝဒေထာ
ဘာကြောင့်ရူပလို့ခေါ်ရတယ်လဲလို့ဆိုရုပ်ပတိဒီခောဘိက္ခွေတတ္တမရူပံတိဝုစတိဖောက်ပြန်ပြောင်းလဲတတ်လို့ရူပဖောက်ပြန်ပြောင်းလဲတတ်လို့ရူပဘယ်လိုဖောက်ပြန်တာတော့တိတေနာဘေရုပတိဩနေနာဘေရုပတိမူသောအဖြစ်လဲဖောက်ပြန်ပြတယ်ဤသောအဖြစ်လဲဖောက်ပြန်ပြတယ်ဘုန်းကြီးတို့တွေနေမကောင်းဘူးဆိုတော့ပူလိုက်တာတခါတလေပူလင်းလို့ရက်ခတ်ကြပါအောင်ဟဲ့မလုပ်ဘူးလားအဲ့ဒါဖောက်ပြန်ပြတာပေါ့ဘယ်လိုလုပ်ဖောက်ပြန်ပြတာလဲပူပြီးတော့ဖောက်ပြန်ပြတာဘယ်နဲ့ပူပြီးတော့ဖောက်ပြန်ပြတချို့ကြတော့လေအေးလုံးလို့ချုံပေးပါအောင်ဟဲ့ချုံပေးပါအောင်ဟဲ့အဖျားတက်တယ်လာတယ်မဟုတ်လားအေးလုံးလို့ချမ်းလုံးလို့ဒါအေးပြီးတော့ဖောက်ပြန်ပြတာပူပြီးတော့လေဖောက်ပြန်ပြအေးပြီးတော့လေဖောက်ပြန်ပြတယ်စိကိစာပိစိကိစာယပိရုပတိဒီဟုတ်တယ်နော်ပိပါတာယပိရုပတိစာသောအဖြစ်လဲဖောက်ပြန်ပြတယ်ရေစာသောအဖြစ်လဲဖောက်ပြန်ပြတယ်အစာမွတ်သိသောအဖြစ်လဲဖောက်ပြန်ပြတယ်အဲ့ဒါတွေဖောက်ပြန်တာပေါ့ဘုန်းကြီးတို့တွေခန္ဓာကိုယ်နဲ့ကျင်တယ်ထုံတယ်ကြိုက်တယ်ခဲတယ်အောင့်တယ်အင်းတယ်မဖြစ်ဘူးလားအဲ့ဒါဘာလို့တာတော့ဖောက်ပြန်တာပူပြီးတော့ဖောက်ပြန်ပြတယ်အေးပြီးတော့ဖောက်ပြန်ပြတယ်ကျင်းပြီးတော့ဖောက်ပြန်ပြတယ်ကြိုက်ပြီးတော့ဖောက်ပြန်ပြတယ်ဒီလိုတွေလေစားပြီးတော့ဖောက်ပြန်ပြတယ်မွတ်သိပြီးတော့ဖောက်ပြန်ပြတယ်အဲ့ဒါလိုဖောက်ပြန်ပြပုံနဲ့အမျိုးမျိုးပေါ့ဒီခန္ဓာကိုယ်ကြီးကိုပဲအမျိုးမျိုးမဟုတ်လားအဲ့ဒါတွေဘာဖြစ်တာတော့ဖောက်ပြန်တာအဲ့ဒါလိုဖောက်ပြန်တတ်တဲ့သဘောရှိလို့ရူပဖောက်ပြန်တတ်တဲ့သဘောရှိလို့ရူပဟိုပထမဆုံးအပုံလဲဖောက်ပြန်တာပဲဝေဒနာတွေလဲဖောက်ပြန်တာသင်ညာတွေလဲသင်္ခါရတွေလဲစိတ်တွေလဲဖောက်ပြန်တာဟိုဒီမှာသိမ့်ကျွယူလိုက်ပါသူ့ရုပ်ပြီးတော့တပုတ်ပုံပြီးတော့ညံတဲ့သူ့ကိုဖောက်ပြန်တတ်တဲ့အုပ်စုဟုတ်ကဲ့နော်သိမ့်ကျွယူလိုက်ပါဖောက်ပြန်တတ်တဲ့အုပ်စုစားလို့ကြတော့ရူပဟုတ်ကဲ့နော်အဲ့ဒီရူပတွေစုဝေးထားတာကြတော့ခန္ဓာရူပခန္ဓာပါဠိလေးတစ်လုံးဆက်လိုက်တော့ရူပခန္ဓာဖောက်ပြန်တတ်တဲ့အစုအဝေးပေါ့ဒုတဏ္ဏမှာဖောက်ပြန်တတ်တဲ့အစုအဝေးရှိတာပဲဟုတ်ကဲ့မဟုတ်လားသူတခုတည်းမဟုတ်ဘူးအစားဆုံးတခုတည်းမဟုတ်ဘူးဖောက်ပြန်တတ်တာအကုန်လုံးဖောက်ပြန်တာမဟုတ်လားအကုန်လုံးဖောက်ပြန်တတ်တဲ့သိယူလိုက်ပါယူပြီးတော့တစုစုတပုံပုံပြီးတော့သူ့ကိုဘယ်လိုခေါ်မလဲရူပဟုတ်တယ်မဟုတ်လားအစုအဝေးဆိုတော့ရူပခန္ဓာဒီလိုမဟုတ်လားဒုတဏ္ဏမှာအဲ့ဒါတည်းရှိတာကိုဖောက်ပြန်တတ်တဲ့သဘောတရားတွေဒုတဏ္ဏရှိတာကိုအဲ့ဒါတွေကိုရုပ်ခေါ်တယ်လို့ပြောတယ်မဟုတ်လားဟုတ်တယ်ဖောက်ပြန်တတ်တဲ့သဘောတရားတွေဒုတဏ္ဏဘယ်လိုလူနဲ့လိုက်တော့ဉာဏ်ထိုင်ပြီးတော့လောဘများဘယ်လိုတဲ့တော့ဉာဏ်ထိုင်ပြီးတော့လောဘများတဲ့သူတွေနဲ့လိုက်တာပေါ့ဟုတ်တယ်ရုပ်ရှုတယ်ဆိုတာဉာဏ်ထိုင်ပြီးတော့လောဘများစိတ်ရှုတာကြတော့ဉာဏ်ထိုင်ပြီးတော့ဒိဋ္ဌိများတာဝေဒနာရှုတာကြတော့ဉာဏ်ထက်ပြီးတော့လောဘပြန်ဓမ္မာနုပဒနာကြတော့ဉာဏ်ထက်ပြီးတော့လောဘနေပါတယ်အဲ့လိုမဟုတ်လားဟုတ်တယ်အဲ့ဒါလို၄မျိုးခွဲထားတဲ့အ내ဒီကနေ့ပထမအဦးဆုံးကိုပြောနေတာနော်ပထမဆုံးဦးဆုံးကဉာဏ်ထိုင်ပြီးတော့လောဘများတဲ့သူတွေရှုရမယ်ဥစ္စာမဟုတ်လားဘာရှုရမလို့ရုပ်ကိုရှုရပါတဲ့ရုပ်ကိုရှုရုပ်ဆိုတာရူပမဟုတ်လားဘာကြောင့်ရူပခေါ်တယ်လဲဆိုတော့ဖောက်ပြန်တတ်လို့ရူပဖောက်ပြန်တတ်လို့ရူပဖောက်ပြန်တယ်ဆိုတာဘယ်လိုဟာတော့ဆိုတော့ပူပြီးတော့ဖောက်ပြန်တယ်အေးပြီးတော့ဖောက်ပြန်တယ်စားပြီးတော့ဖောက်ပြန်တယ်မွတ်သိပ်ပြီးတော့ဖောက်ပြန်တယ်ညောင်းတယ်ကြိုက်တယ်ခဲတယ်ခါတယ်အောင့်တယ်အင်းတယ်ထုံတယ်ကျင်းတယ်ဒါဖောက်ပြန်တာမဟုတ်လားမှန်ပါဗျာအဲ့ဒါလိုဒီလှုပ်ပြတတ်တဲ့သဘောအုပ်စုကိုပါတယ်တော့ယူပဲခန္ဓာဟုတ်ကဲ့နော်အဲ့ဒါဒီစုယုံထားတာပဲဟုတ်ကဲ့နော်အဲ့ဒါကိုယူပဲခန္ဓာဘယ်လိုကိုမျိုးရှိရမလို့ဉာဏ်ထိုင်ပြီးတော့လောဘများတဲ့သူတွေဟုတ်ကဲ့နော်ဒီဒါတွေနဲ့ပတ်သက်ပြီးတော့ပြောရမယ်ဒီတရားကိုဘုရားကိုယ်တော်မြတ်ဘယ်မှာဟောတယ်လဲဆိုတော့အရှင်သာရိပုတ္တရာကြီးရဲ့တူကိုစဟောတယ်ဟုတ်ကဲ့နော်အရှင်သာရိပုတ္တရာကြီးရဲ့တူဒီကနခဟုတ်ကဲ့နော်ဘုရားကိုယ်တော်မြတ်ကြီးပွင့်လာပြီးတော့ပထမ
မိဂတာကိုမှာတရင်သုံးတယ်တရင်သုံးပြီးတော့မိဂတာကိုတဝါကျွတ်တဲ့ခါကျတော့ရဟန်းပေါင်းလဲ60လောက်ရတယ်အကုန်လုံးရဟန္တာတွေဖြစ်ကုန်ကြတယ်သူတို့တတွေကိုပြောကြတယ်တွားကြမင်းတို့သာသနာပြုထွက်ကြကိုစီကိုငါထွက်ကြငါဘုရားလည်းပဲခရာတိတာကိုတရားဟောထွက်မယ်ဆိုပြီးတော့ဘုရားကိုရောမြတ်လည်းထွက်တယ်မဟုတ်လားကိုစီကိုငါသွားကြဆိုတော့အနေနဲ့အရရက်ကိုသွားကြလာကြတာအဲ့လိုသွားလာပြီးတော့နေတဲ့နဲ့ဘုရားကိုရောမြတ်လည်းခရာတိတာသွားပြီးတော့တရားဟောပါတယ်အဲ့ဒီမှာဥရဝေလကတ္တပခရာကတ္တပနတိကတ္တပဆိုပြီးတော့ညီကို3ယောက်ခေါင်းဆောင်တဲ့ယသိပေါင်း1000ယသိပေါင်း1000အဲ့ဒီ1000ကိုရပြီးတော့သူယဟန်ပြုပြီးတော့နောက်လိုက်နောက်ပါသံဃာတော်1000နဲ့ကြွားလာတာဟုတ်ကဲ့နော်ငြိမ်ငြိမ်နဲ့ကြွားလာတာဘယ်ရောက်တယ်လဲဆိုတော့ရာဇဂျူရောက်လာတယ်ဘယ်ရောက်တော့ရာဇဂျူရောက်လာတယ်အဲ့လိုနဲ့ရာဇဂျူရောက်တယ်ဆိုရင်ပဲဟိုကအဓိကလာကြတရင်အရာဖျားစီချင်းကကြဒီမှာရာဇဂျူနဲ့တိတ်မကွာဘူး5-6 မိုင်လောက်กว่าတဲ့နာလကရွာသားအရှင်သာရိပုတ္တရာရဲ့အလောင်းအလျာလေဥပတိတ်တာဆိုတာလေသူ့တငယ်ချင်းကောလီတာဆိုတာအရှင်မောက္ကလန်ရဲ့အလောင်းအလျာမဟုတ်လားသူတို့လည်းတရင်ကြားလို့မလို့ဖျားစီလာနောက်တော့ဖျားကိုရောမြတ်နဲ့တွေ့ယဟန်လောက်ကြဒီလိုလုပ်တယ်လေအဲ့ဒီတော့စာပိုင်းတော့ဖြင့်သောတာပန်တွေဖြစ်ကုန်ကြပါပြီအရှင်သာရိပုတ္တရာအလောင်းရောအရှင်မောက္ကလန်ရဲ့အလောင်းလျာရောသောတာပန်တွေတော့ကိုစီဖြစ်ကုန်ကြပါပြီအထက်မဲ့တွေတတ်မတက်သေးဘူးလေအဲ့ဒါလို့နဲ့နေရင်သားနဲ့တနေ့တော့ဖះကိုရောမြတ်ကြီးကရာဇဂျုံမျိုးရဲ့အနီးမှာရှိနေတဲ့ခေစကုတ်တောင်နံပါးကိုကြွတယ်လေဝက်တော်ဝက်ကြီးတွေတူးဆွာထားတဲ့အိုင်ကြီးတောင်ကြရန်ကြီးခွက်နေတာအဲ့ဒီခွက်တဲ့နေရာမှာခိတ္တခဏတရင်သုံးခိုက်ဟောအရှင်သာရိပုတ္တရာရဲ့တူအရှင်သာရိပုတ္တရာရဲ့တူနာမည်ကတော့သူ့ကြည့်ရတာခြေသက်ရှိလက်သက်ရှိကြီးတွေထားတာမဟုတ်လို့ဒီခနခဘယ်လိုတဲ့တော့ဒီခနခဒီခကရှိတော့နခကခြေသက်လက်သက်ရှိတဲ့သူခြေသက်လက်သက်ရှိကြီးတွေထားကြတာလေသူတို့ဒီလိုထားမှကျင်တာကြိုက်တာဒီခေတ်လူငယ်တွေလည်းကိုထင်ရကိုလောက်တယ်မဟုတ်လားမဲခြေသက်လက်သက်ရှိကြီးတွေထားလို့ထားနှခေါက်ကိုဆွဲလို့ဆွဲမဟုတ်လားကိုထင်ရလို့လည်းအမှကျင်တာမဟုတ်လားဟိုခေတ်ကလည်းရှိတယ်ခြေသက်လက်သက်ကြီးတွေရှည်ကြီးတွေထားတာဆိုတော့ဒီကနှခအရှင်သာရိပုတ္တရာရဲ့ညီမကမွေးတဲ့သူအဲ့ဒီသူဟာအဲ့လိုဆိုတော့ရှင်သာရိပုတ္တရာနဲ့ဘယ်လိုတော်မလို့တူတော်တာပေါ့ရှင်သာရိပုတ္တရာရဲ့ညီမကမွေးတဲ့ဒီကနှခဟုတ်ကဲ့လားခံမှန်းချေအပြင်အသက်20လောက်ရှိလောက်ပါပြီကိုယူအစာကိုဝါဒကိုလှုပ်ချင်တယ်လို့လှုပ်တယ်ဆိုရတဲ့အသက်20ခန်းလောက်တော့ရှိပြီပေါ့တော်တဲ့ထွက်ပြီးတော့ဆရာကြီးတွေလို့သူတို့လေးစားတဲ့ပုဂ္ဂိုလ်ကြီးတွေထန်ချင်းကပ်ပြီးတော့အဲ့ဒါလိုကြင့်ကြံနေကြတာအဲ့ဒီထဲမှာကြားတဲ့သူတူကငါဦးလေးတော်လည်းပဲအရှင်ဂေါတမအနာချင်းကပ်တယ်လို့ဆိုတယ်ဒီတော့သူစီအလဲသွားအောင်မယ်ဆိုပြီးတော့လာတော့မတွေ့ပါဘူးကြောင်းမတွေ့တော့ဘယ်သွားတော့မကြခင်တော့ငါမှာပဲဟောက်ဟိုခေစကုတ်တောင်နံပါတ်ကဝက်တူးတဲ့အိုင်သူကရခဒဆိုတာလေဝက်တွေကတူးဆွာပြီးတော့အဲ့ဒီမှာနေကောင်းသလိုနေတဲ့ဥစ္စာပါတောင်ကဗျာကြီးဟဲ့ဟဲ့ကြီးနေမှာပေါ့အဲ့ဒီဝက်တူးအိုင်ကိုသွားတယ်ဆိုတော့လိုက်တာပဲဘသူတို့ရှင်သာရိပုတ္တရာရဲ့တူဟုတ်ကဲ့နော်လိုက်တော့ဟိုရောက်တော့ဘုရားကိုယ်တော်မြတ်နဲ့တွေ့ပါတယ်တွေ့တော့သူယူဆတဲ့အယူအဆတွေဘုရားကိုတင်ပြလျှောက်ထားတော့ဘုရားကလည်းဒါတွေကိုဖြည့်ရှင်းပြနေပါတယ်မှန်ပါဗျာအဲ့ဒီနေရာနည်းနည်းကလေးအကဲခါရအောင်အရှင်သာရိပုတ္တရာရဲ့ညီမကမွေးတဲ့ဒီကနခပြောပြီနော်မှန်ပါအဲ့ဒါလို့ဆိုတော့သူ့အလုပ်သူယုံကြည်ချက်နဲ့လုပ်တယ်ဆိုကြတဲ့အတိုင်းလက်သက်ရှိခြေသက်ရှိကြီးထားပြီးတော့သူလည်းပြပိုက်ရည်ကြီးတွေထန်ကျင်ကြတယ်ဆိုတော့အပြင်20ခန်းလောက်ရှိပြီလို့ခံမှန်းရတယ်မှန်ပါဗျာအသက်ဘယ်လောက်ရှိပြီနော်20ခန်းလောက်
ရှင်သာရိပုတ္တရာရဲ့တူတောင်20ခန်းလောက်ရှိတယ်ဆိုတော့သူ့အမေက40လောက်ရှိမှာပေါ့အသက်20ခန်းလောက်အိမ်တော်ကြတယ်ဆိုတော့ตาကြီးပဲဖြစ်အောင်တော့သူ့အနေကဘယ်လောက်ရှိမလို့အမေကအသက်40လောက်နေမှာပေါ့အရှင်သာရိပုတ္တရာရဲ့ညီမဆိုတော့ရှင်သာရိပုတ္တရာတိတက်ကြီးရမှာမဟုတ်လား40တဲ့ကြီးရမှာပေါ့40ကျော်ကျော်နေမှာပေါ့အဲ့ဒီအချိန်မှာအရှင်သာရိပုတ္တရာဘယ်လောက်တော့40ကျော်ကျော်ဟုတ်ကဲ့လားဒီလိုဖြစ်မယ်ဖျားပွင့်စားအခါမှာတွေ့ကြတာဆိုတော့ဖျားကဘယ်အချိန်မှာအသက်ဘယ်လောက်ပါဖျားဖြစ်တာတော့35နှစ်ဖျားကဘယ်လောက်တော့ဖျားက35နှစ်မှာဖျားဖြစ်တာဟောရှင်သာရိပုတ္တရာကြီးက40ကျော်ကျော်ခန့်မှန်းကြည့်ဖျားတဲ့တောင်နည်းနည်းကြီးတာပေါ့အဲ့ဒီအနေထားရှိတယ်နော်ဒါပေမဲ့သူတို့လက်ဝဲတော်ရန်လက်ရတော်ရန်ဒီလိုလေးမဟုတ်လားမှန်ပါဗျာဖျားရဲ့တပည့်တွေဆိုမဲ့လို့ဖျားတဲ့နည်းနည်းကြီးတောင်ရောင်ရှိတာပေါ့နော်အဲ့ဒီအနေထားဒါနဲ့ဦးလေးစီလိုက်လာတော့ဦးလေးကမတွေ့ဘူးဘယ်သွားလဲဖျားနောက်ကလိုက်သွားတာပဲဟုတ်ပြီဖျားကဘယ်သွားတာတော့ဟောရှာစကြုံမျိုးရဲ့အနိခေစကုတ်တောင်နံပါးကဝတ္တုအိမ်ကိုကြွတယ်ပြောတော့လိုက်တာပဲနောက်ကလေဘယ်သူတော့ဆိုတော့တူတော်မောင်မဟုတ်လားမှန်ပါဗျာနာမည်ကဒီကနခဒီကနခသူတို့အမျိုးအနွယ်ကတော့အခိဝေဒနာပါတယ်တော့အခိဝေဒနာဆိုတော့နာမည်တွေပါဒီကိုတိတ်မခေါ်သေးပါဘူးအမျိုးအနွယ်ပဲခေါ်တာပဲဖះကိုတော်ကလေအခိဝေဒနာဆိုတဲ့အမျိုးအနွယ်ပဲခေါ်ပြီးတော့စကားပြောပါတယ်ဖះကိုတော်မြတ်ဩအခိဝေဒနာလားတင်ပါဗျာအခိဝေဒနာလိုက်လာတယ်မဟုတ်လားဒီတဲ့စကားပြောသူအယူအဆဝါဒတွေတင်ပြဘုရားကိုယ်တော်မြတ်ကလည်းဖြည့်ရှင်းတယ်ဖြည့်ရှင်းပြီးတော့သူမသိတဲ့ဥစ္စာလျှောက်ထားတော့ရှင်သာရိပုတ္တရာကြီးကဘုရားကိုနောက်ကနေရက်ခါပေးနေတဲ့အချိန်လေးမှန်ပါဗျာရှင်သာရိပုတ္တရာကြီးကအဲ့ဒီအချိန်မှာသောတာပန်ပဲရှိသေးတယ်မှန်ပါဗျာအထက်ကိုမတက်သေးပါဘူးမှန်ပါအဲ့ဒါလိုအနေထားရှိပါသေးတယ်အထက်တရားသားတွေမတက်သေးပါဘူးအဲ့ဒီအချိန်ခါမှာဘသူရောက်လာတော့သူ့တူတော်မောင်ရောက်လာတယ်ဟုတ်ကဲ့နော်အဲ့ဒီအချိန်ပါဘုရားကိုယ်တော်မြတ်ကြီးကဟောတယ်သူ့တူတော်မောင်ရောအရှင်သာရိပုတ္တရာရောပါသွားတာပေါ့အယံခောအကိဝေဒနာကာယောအကိဝေဒနာဆိုတာအမျိုးနွယ်ခေါ်လိုက်တာမဟုတ်လားအကိဝေဒနာနွယ်ရတယ်ဦးငါရှင်အယံကာယောဤခန္ဓာကိုယ်ရှိသည်ဒီခန္ဓာကိုယ်ကြီးလေဖះကိုယ်တော်မြတ်အဲ့ဒီမှာပြောတဲ့စကားလုံးစာပြောတာယံကာယောဤခန္ဓာကိုယ်ကြီးသည်ရူပီဖောက်ပြန်တတ်၏ဒီခန္ဓာကိုယ်ကြီးကဘာဖြစ်တတ်တော့ဖောက်ပြန်ပြောင်းလဲတတ်တယ်စာတုမဟာဘူတိကောမဟာဘုတ်၄ပါးတို့ဖြင့်ပြီးစီ၏မဟာဘုတ်၄ပါးဆိုတာပထဝီအာဘောတေဇောဝါယော၄မျိုးမဟုတ်လားဒီနေ့တော့ငါတောင်ပြောခဲ့သေးတယ်ပထဝီဓာတ်ကဘယ်လောက်များတော့20အာဘောဓာတ်က12ပါးတေဇောဓာတ်က4ပါးဝါယောဓာတ်ကဟုတ်တယ်6ပါးအလုံးဆိုရင်စုစုပေါင်း42ပါးဓာတ်ကြီး42ပါးသာဒီမှာစုယုံနေတယ်ဒီလိုပြောတယ်နော်ဘုရားကိုရောမြတ်ကြီးကပြောတယ်အယံကာယောဤခန္ဓာကိုယ်ကြီးသည်ရူပီဖောက်ပြန်တတ်တဲ့သဘောရှိ၏ဟုတ်ဘူးလားပြီးတော့စာတုမဟာဘူတိကောမဟာဘုတ်၄ပါးတို့ဖြင့်ပြီးစီ၏ပထဝီအာဘောတေဇောဝါယောမဟုတ်လားမာတာပိတိကသံဘဝအမိအဖာနှစ်ဦးတို့ဖြင့်ပြီးစီရ၏အမိအဖာနှစ်ဦးတို့ကိုအမိပြု၍ဖြစ်ရ၏ဒီခန္ဓာကိုယ်ကြီးလေဟုတ်တယ်အဲ့ဒါလို့စလာပြီဘုရားကိုယ်တော်မြတ်ပြောနေပြီမဟုတ်လားစာတုမာတာပိတိကသံဘောအမိဖာနှုတို့ကိုအမိပြု၍ဖြစ်ရ၏ဟုတ်တယ်မို့လားဩဒနာကုံမသူပစေယောသံတမင်းကျုံတမင်းတို့ဖြင့်နေ့စဉ်ကျွေးမွေး၍ကြီးပွားရ၏ဒီခန္ဓာကိုယ်ကြီးဟုတ်တယ်မို့လားအရှိတိုင်ပြောပြနေတာဘုရားကိုယ်တော်မြတ်ကလေအနိစ္စဓမ္မောမမြဲတဲ့သဘောလည်းရှိ၏ဥစ္စာရဏဓမ္မောနေ့စဉ်ပြုပြင်သုတ်သင်ပေးရတဲ့သဘောလည်းရှိပေ၏ဖះပြောတယ်နော်ဝိတန္တနာ
ဓမ္မောပရိမတ္တနာဓမ္မောနေ့စဉ်ဆုံးနေပေးရခြင်းသဘောလည်းရှိ၏ဒီခန္ဓာကိုကြီးရလေဝေဒနာဓမ္မောပျက်စီးရခြင်းသဘောလည်းရှိ၏ဝိတန္တနာဓမ္မောဖျို့ဖျက်ပြူကွဲတဲ့အနေသဘောလည်းရှိပေ၏နော်ဒီခန္ဓာကိုကြီးသဘောကိုပြောပြနေတာမဟုတ်လားအဲ့ဒါလို့ရှိတဲ့ခန္ဓာကိုကြီးကိုတဲ့အနေစာတော်ဒုက္ခတော်ရောဂတော်ခန္ဓာတော်တန်လာတော်အခတော်အာဘာဒတော်ဆိုပြီးတော့ဘုရားကိုယ်တော်မြတ်ကဒီမှာဟောပြီးနော်ခန္ဓာ၅ပါးရှိတဲ့အ ਨੇ ကအဥဆုံးခန္ဓာကိုပြောနေတာမဟုတ်လားသူကိုအနေစာတော့အနေစာအဖြစ်လဲရှုပါဒုက္ခတော့ဒုက္ခအဖြစ်လဲရှုပါအနေစာတော့ဒုက္ခတော့ရောဂတော့အနာယောဂအဖြစ်လဲရှုပါခန္ဓာတော့ထုံမြအနာအယမအဖြစ်လဲရှုပါဟုတ်ကဲ့နော်နေစာတော့ဒုက္ခတော့ရောဂတော့ခန္ဓာတော့တန်လာတော့ဆူညောင်းနေအဖြစ်လဲရှုပါဟုတ်ကဲ့နော်တန်လာတော့အခါတော့မကောင်းမှုတွေပြည့်နေတဲ့ခန္ဓာကိုယ်ကြီးဟူ၍လဲရှုပါဟုတ်ကဲ့နော်တန်လာတော့အခါတော့အာဘာဒတော့ဗတ္တဖြမတ္တနာဆိုတဲ့အနာအဖြစ်လဲရှုပါပရတော့သူစိမ့်ပြမအဖြစ်လဲရှုပါဘလောကတော့ပစ္စည်းတတ်တဲ့အနေသဘောအဖြစ်လဲရှုပါဟုတ်ကလားသုံးညတော့ဘာမှမရှိဘူးဆိုတဲ့အနေအဖြစ်လဲရှုပါအနတ္တတော့အနတ္တအဖြစ်လဲရှုပါဆိုအလုံးပဲနှမျိုးပါလေ7မျိုးနေစာတော့ဒုက္ခတော့ရောဂတော့ခန္ဓာတော့တန်လာတော့ဟုတ်တယ်မဟုတ်လားအခါတော့အာပါဒတော့ပရတော့ပလောကတော့သုံးညာတော့အနတ္တတော့အလုံးပဲနှမျိုးတော့7မျိုးအပြင်ဒီခန္ဓာကိုယ်ကြီးပေါ်ရှုပါဟောဒီခန္ဓာကိုယ်ကြီးပေါ်မှာရှုပါလို့ဘုရားကိုယ်တိုင်တိုင်းပြောနေပြီနော်အလုံးဘုန်းကြီးတို့တရားဓမ္မတို့ဖြစ်တာကိုယ်ခန္ဓာကိုယ်အာယုံစိုက်လိုက်ကြစမ်းပါဒီခန္ဓာကိုယ်ကြီးကဖောက်ပြန်ပြောင်းလဲတတ်တဲ့သဘောတရားအုပ်စုတွေကြီးတဲ့စုပြီးတော့ဟောညံနဲ့စုပြီးတော့ပုံထားတာမဟုတ်လားဖောက်ပြန်တတ်တဲ့အုပ်စုဘာတဲ့တော့ဖောက်ပြန်တတ်တဲ့အုပ်စုဖောက်ပြန်ဆိုတာဘယ်လိုတော့ဖျားဆိုတော့ပူသောအဖြစ်လဲဖောက်ပြန်အေးသောအဖြစ်လဲဖောက်ပြန်ကြိုက်သောအဖြစ်လဲဖောက်ပြန်အိုးထုံသောအဖြစ်လဲဖောက်ပြန်တာတွေကအမျိုးမျိုးပဲပုံစံအတိုင်းနေမြဲတိုင်းမဟုတ်ဘူးအနေအထင်ရခဲ့အောင်ဖောက်ပြန်တယ်မူလောင်တယ်ကြိုက်ခဲတယ်ညောင်းတယ်ညာတယ်ဟူသမျှဖောက်ပြန်တာပေါ့စားတယ်မွတ်သိပ်တယ်တွေလည်းဖောက်ပြန်တာပေါ့အဲ့ဒါလိုဖောက်ပြန်တာတွေအကုန်လုံးသိယုံပြီးတော့ရူပပေါ့ကိစ္စဘိက္ခုေရူပံဘာကြောင့်ရူပလို့ခေါ်ရတယ်လဲလို့ဆိုပြီးတော့ရုပ်တိခောဘိက္ခုေတတ္တမရူပံတိဝုစတိဘုရားကိုယ်တိုင်ပြောတာလေဖောက်ပြန်ပြောင်းလဲတာလို့သူ့ကိုဘာခေါ်တော့ရူပဖောက်ပြန်ပြောင်းလဲတာလို့ရူပဒီလိုပြောနေပြီနော်ဘယ်လိုဟာဖောက်ပြန်တာတုံးဆိုတော့အေးသောအဖြစ်လဲဖောက်ပြန်တယ်ပူသောအဖြစ်လဲဖောက်ပြန်တယ်ကြိုက်သောအဖြစ်လဲဖောက်ပြန်ခဲသောအဖြစ်လဲဖောက်ပြန်တယ်ခြားသောအဖြစ်လဲဖောက်မွတ်သိပ်သောအဖြစ်လဲဖောက်ပြန်တယ်အိုးဖောက်ပြန်တဲ့ဥစ္စာတွေဒါတွေရှိနေတာပဲကိုခန္ဓာတဲ့နော်မှန်ပါဗျာဖောက်ပြန်တာတွေဟူသမျှသိယုံစုပြီးတော့တပုံပုံလိုက်ဖောက်ပြန်တတ်တဲ့အုပ်စုဘာတဲ့တော့ဖောက်ပြန်တတ်တဲ့အုပ်စုဒါပါဠိလိုပြောတာနော်ကိုရသုံးလို့ပြောတော့ဘယ်နဲ့တော့ဖောက်ပြန်တတ်တဲ့အုပ်စုဆိုတာကပြောင်းလဲတတ်တဲ့အုပ်စုယူပဲခန္ဓာဟုတ်ကဲ့နော်ဘက်ကဝေဒနာခန္ဓာတရားခန္ဓာသင်္ခါရခန္ဓာဝိညာဉ်ခန္ဓာတွေမပြောသေးဘူးနော်အဥဆုံးဖြစ်တဲ့ရူပခန္ဓာဒါကိုပြောတာမဟုတ်လားပါဠိလိုတော့ရူပခန္ဓာဘာတော့ပြန်လိုက်တော့ဖောက်ပြန်တဲ့အုပ်စုဘယ်လိုတဲ့ဖောက်ပြန်တဲ့အုပ်စုအဲ့ဒီဖောက်ပြန်တဲ့အုပ်စုကိုတဲ့ပြောတယ်ဘယ်လိုရှုမှတ်ရမလဲဆိုတော့အနေစာတောဒုက္ခတောရောဂတောခန္ဓာတောတန်လာတောအခတောအာပါဒတောပရတောပလောကတောသုံးညတောအနတ္တတောအဲ့ဒီ7မျိုးနဲ့ရှုရမယ်ဟုတ်ကဲ့နော်မှန်ပါဗျာဘုန်းကြီးတို့မြင်သာအောင်ဒီခန္ဓာကိုယ်ကြီးအနေစာမမြဲဘူးလို့မမြဲသောအဖြစ်ဝါမမြဲဘူး၍သမနုပတိတာပေါ်ရှုရမယ်ဒီဥစ္စာဟာမမြဲတဲ့သဘောတရားကြီးပဲလို့ဟ
ဟောညံတဲ့မှာသိစမ်းပါဒီခန္ဓာကြီးဟာလေအနိစ္စမမြဲတဲ့သဘောတရားကြီးလို့ဒီလိုသိလိုက်စမ်းပါပြီးတော့ဒုက္ခတော့ဒုက္ခတုံဒုက္ခခေကြီးပဲမမြဲတဲ့ဥစ္စာဘယ်ချမ်းသာဟုတ်လိမ့်မလဲဒုက္ခတုံဒုက္ခခေကြီးပေါ့အမှတ်တမဲ့နေလို့ဘုန်းကြီးတို့တရားဓမ္မတွေကအမှတ်တမဲ့နေလို့ပဲတကယ်တော့မမြဲဘူးလို့ဒီခန္ဓာကြီးပေါ်ညာကကြည့်လိုက်ပါမမြဲတဲ့သဘောတရားဟာချမ်းသာလားဆင်းရဲလားဆင်းရဲဒုက္ခတော့ဒုက္ခအပြင်ဝါဒုက္ခတော့ဒုက္ခခေကြီးဟူ၍ရှုပါဟုတ်ကဲ့လားဒါတည်းမကသေးဘူးနေစာတော့ဒုက္ခတော့ရောဂါတော့အနာယောဂါတွေပြည့်နေတဲ့ခန္ဓာကိုယ်ကြီးခန္ဓာတော့ထွမြင်အနာအိုင်အမှားဆိုတာတွေပြည့်ပြီးတော့နေတယ်တန်လာတော့ဆူညောင်းတစ်ဖွဲဖြစ်တဲ့ဥစ္စာတွေပြည့်ပြီးတော့နေတယ်ဒီခန္ဓာကြီးကလေအကတော့မကောက်မှုတွေပြည့်ပြီးတော့နေတဲ့ခန္ဓာကိုယ်ကြီးအာဘာဒတော့မတ္တဖြမတနာဆိုတဲ့ခေါင်းကိုက်တာတို့ပိုက်နာတာတို့အစာမကြီးတာတို့ဆိုတဲ့ဥစ္စာလေးလည်းဖြစ်တာပေါ့အာဘာဒတော့ဒီခန္ဓာကြီးကိုအဲ့ဒါလိုကြည့်လိုက်စမ်းပါပရတော့သူစိမ့်ပြင်ပါဆိုတော့ဟုတ်တယ်သူစိမ့်ပြင်ပါဆိုတာ तू ထင်တယ်လို့လောက်တာမဟုတ်လားကိုယ်နဲ့ဘာမှမတော်ဘူးသစိမ့်ပဲအဲ့ဒါလိုလေဒီခန္ဓာကိုယ်ကြီးကိုကြည့်လိုက်စမ်းပါပရတော့နော်နောက်တစ်ခုပလောကတော့ပစ္စည်းတတ်တဲ့ခန္ဓာကိုယ်ကြီးကခိုင်မြဲနေတာမှမဟုတ်ဘဲနဲ့ပစ္စည်းတတ်တဲ့သဘောမရှိပေဘူးလားရှိပါရဲ့ပစ္စည်းတတ်တဲ့ခန္ဓာကိုယ်ကြီးပဲလို့ဒီလိုလဲဉာဏ်နဲ့သိလိုက်စမ်းပါဒုညတော့အတ္တဆိုတဲ့အနှစ်သာရဘာမှမရှိပါပဲကလားဆိုတဲ့အဖြစ်လဲရှုပါဟုတ်ကဲ့လားအနတ္တတော့အတ္တဘာမှမရှိအနှစ်သာရအတ္တမရှိဘူးလို့လဲရှုပါလို့ဆိုတော့အလုံးဘယ်နှမျိုးတို့7မျိုးပါအနေစာတော့ဒုက္ခတော့ရောဂတော့ခန္ဓာတော့တန်လာတော့အဃတော့အာဘာဒတော့ပရာတော့ပလောကတော့သုံးညာတော့အနတ္တတော့အလုံး7မျိုးမဟုတ်လားမှန်ပါဗျာ7မျိုးအပြင်ဒီခန္ဓာကိုယ်ကြီးအပေါ်မှာရှုစမ်းပါအဲ့ဒါလိုပြောတော့ဒီလိုရှုလိုက်တယ်ဆိုတော့အမျိုးပဲနှမျိုးတော့7မျိုးကိုလည်းတူရတွေပေါင်းကြစို့ဆိုတော့ဘုန်းကြီးတို့နောက်ဆုံးကအနတ္တမဟုတ်လားအနတ္တဆိုတာကိုမပိုင်ဘူးအတ္တဇီဝမရှိဘူးဆိုတော့တုံညဆိုတာလည်းအတ္တဇီဝမရှိဘူးပဲမဟုတ်လားဒါဖြင့်အနတ္တနဲ့မတူဘူးလားတူတာပေါ့ပြီးတော့ပလောကတော့ပျက်စီးတတ်တယ်လို့မပြောဘူးလားပျက်စီးတတ်တာအနိစ္စနဲ့မတူဘူးလားအနိစ္စနဲ့တူတာပေါ့အနိစ္စလည်းမတည်မြဲပဲပျက်စီးသွားတာမဟုတ်လားဟောပရတော့သူစိမ့်ပြင်မဆိုတာဟာလေသူဖြစ်နေလို့ဖြစ်တဲ့ဥစ္စာဆိုတော့သူလည်းပဲမခိုင်မြဲဘူးပျက်စီးတတ်တဲ့သဘောပဲမဟုတ်လားသူလည်းဒါပြအနိစ္စနဲ့တူမှာပေါ့ဟုတ်တယ်ကျန်တဲ့ဥစ္စာတွေကတော့ရောဂါတော့အနာယောဂါဆိုတာဆင်းရဲတယ်မဟုတ်လားခန္ဓာတော့ထွမြင်အနာအိုင်မှာတန်လာတော့ဆူညောင်းတပွဲနာကျင်တယ်ဟုတ်တယ်မဟုတ်လားအကတော့မကောင်းမှုတွေပြည့်ပြီးတော့နေတာအာဘာဒတော့မတ္တပြမတ္တနာဆိုတဲ့ဥစ္စာကလေးတွေဟုတ်တယ်မဟုတ်လားအာဘာဒတော့ပြီးတော့ဘာတော့တန်လာတော့ပရအာဘာဒတော့ပရတော့ပလောကတော့ခွာတွေကပစ္စည်းတတ်တာမလို့ပစ္စည်းတတ်တဲ့အနိစ္စနဲ့တွဲပြီးပြီနော်မှန်ပါဗျာကျန်တဲ့ဥစ္စာတွေကဆင်းရဲဒုက္ခတွေနဲ့တူတာပေါ့အဲ့ဒါကြောင့်ဒါဆင်းရဲဒုက္ခတွေနဲ့တူတယ်ဒါပြန်ဒုက္ခတွေပေါင်းနိုင်မယ်နော်တောင်းပေါင်းလိုက်ကျန်တဲ့ဥစ္စာတွေဒုက္ခတွေပေါင်းလိုက်တော့ဟောအလုံးအမျိုးအစားဘယ်လောက်လာဖြစ်တော့၃ပါးအနေစရဲ့ဒုက္ခရဲ့အနတ္တဟုတ်လား7မျိုးများနေပြီမဲ့လို့သဘောတူရပေါင်းလို့ရှိရင်ဘယ်နှမျိုးတော့အနေစာတော့ဒုက္ခတော့အနတ္တတော့စာမလို့တော့နဲ့ပါရတာကိုပြောနေကြတဲ့ဆိုရင်အနေစာဒုက္ခအနတ္တအနေစာဆိုတာကမမြဲဘူးဒုက္ခဆိုတာဆင်းရဲတဲ့သဘောတည်းအနတ္တဆိုတာကိုမပိုင်ဘူးကိုသဘောမဟုတ်ဘူးသူ့သဘောဟုတ်ဘူးလားကဲရပ်ပြစဉ်းစားလိုက်သမောင်းဒီခန္ဓာကိုယ်ကြီးကမြဲသလားမြဲပါဘူးဗျာအနိစ္စပဲ
ရွရမှာလားဒီရှုရမှာလားရှုရမှာညာနဲ့ရှုရမှာဘုန်းကြီးတို့အဲ့လိုမသိတော့နေစာဒုက္ခအနတ္တနေစာဒုက္ခအနတ္တပဋိနဲ့လေအနေစာကြောင့်ဒုက္ခကြောင့်နာခဏကြောင့်တကြောက်ကြောက်ချတာမဟုတ်လားပါဇာနဲ့ဆိုရမှာဟုတ်ကလားမဆိုရဘူးနော်ညာနဲ့သာကြည့်ရမှာမဟုတ်လားအနေစာပဲမမြဲဘူးမမြဲဘူးဒုက္ခပဲမမြဲတဲ့ဥစ္စာတွေကဖေးချမ်းသာဟုတ်လိမ့်မလဲဆင်းရဲဒုက္ခပေါ့ဒုက္ခပေါ့ဒီဥစ္စာတွေကိုလှုပ်ချင်တယ်လို့လှုပ်ကိုလည်းပိုင်တာလည်းမဟုတ်ဘူးအနတ္တပေါ့ကိုမပိုင်ဘူးကိုမပိုင်ဘူးသူ့သဘောပဲဒီလိုမဟုတ်လားဒီခန္ဓာကြီးကိုအနေစာဒုက္ခအနတ္တဟုတ်တယ်မဟုတ်လားအနေစာဒုက္ခအနတ္တအဲ့ဒီအဖြစ်ရှုပါလို့ပြောနေပြီမဟုတ်လားဟုတ်တယ်ဒါပြောနေပြီအနေစာဒုက္ခအနတ္တဆိုတော့ခါလေးပြောနေကြမဟုတ်လား7မျိုးကိုခြုံထားတာအနေစာဒုက္ခအနတ္တဒီခန္ဓာကိုယ်ကြီးကိုလေပါဇက်ကဆိုရမှာလားဉာဏ်နဲ့ရှုရမှာလားသမနုပါတိတဘောဉာဏ်ဖြင့်ရှုအပ်ဤပါပြီနော်အေးအဲ့ဒါသတိပြုတော့ကြောက်တယ်မလုပ်နဲ့မလုပ်ဉာဏ်နဲ့သာကြည့်ရမှာမဟုတ်လားဒီခန္ဓာကိုယ်ကြီးကအနိစ္စဟုတ်ပါမမြဲတဲ့သဘောတရားပဲဒုက္ခဆင်းရဲတဲ့သဘောတရားပဲအနတ္တကိုမပိုင်တဲ့အရာကြီးပဲအဲ့ဒါလို့ရှုပါလို့ဒီလိုဆိုတယ်အဲ့ဒါလို့ရှုလို့ရှိရင်တဲ့အဲ့ဒါလို့တတိမံကာယံအနိစ္စတော့သမနုပတ္တတော့အဲ့ဒါလို့ရှုလို့ရှိရင်ယောကာယသမင်ကာယဆန္ဒဒီခန္ဓာကိုယ်ကြီးအပေါ်မှာတွေ့တာတတ်တဲ့ဆန္ဒအလိုရှိတတ်တဲ့ဆန္ဒယောကာယတနေဟောဒီခန္ဓာကိုယ်ကြီးပေါ်မှာတွေ့တာတတ်တဲ့တဏှာယာကာယနွာယတာဒီခန္ဓာကိုယ်ကြီးနောက်ကစိုက်လိုက်တတ်တဲ့ကိလေသာအဲ့ဒါတွေသာဘိယတိအဲ့ဒါတွေအကုန်လုံးပင်နိုင်တော့ဤဒီလိုအနေစာဒုက္ခအနတ္တလို့ရှုလို့ရှိရပြောတာနော်မှန်ပါဗျာဒီခန္ဓာကိုယ်ကြီးဟာအနေစာပဲဒုက္ခပဲအနတ္တပဲရှုလို့ရှိရဒီခန္ဓာကိုယ်ပေါ်မှာတွေ့တာပြီးတော့နေတဲ့လောဘတို့တဏှာတို့ကိလေသာတို့ဆိုတာတွေကြွားကြတယ်ဟုတ်ကဲ့လားမှန်ပါဗျာရှုတာကဘယ်လိုရှုရမလဲအနေစာဒုက္ခအနတ္တအဲ့ဒါလို့ရှုပါများလို့ရှိရင်ဒီခန္ဓာကိုယ်ပေါ်မှာတွေ့တာပြီးတော့တင်တတ်တဲ့လောဘတဏှာတွေကြွားကြနိုင်တယ်ဒီအပြောတာပေါ့မှန်ပါဗျာဘယ်ပေါ်မှာရှုတာတော့ရုပ်ပေါ်မှာရှုတာဘုန်းကြီးတို့ရုပ်ပေါ်မှာရှုတာမဟုတ်လားမှန်ပါဒီခန္ဓာ၅ပါးကြီးကိုပုံလိုက်တော့ဖောက်ပြန်တတ်တဲ့သဘောဒီလေဒီခန္ဓာ၅ပါးကြီးတည်းရှိတယ်လို့ပြောတယ်မဟုတ်လားမှန်ပါအဲ့ဒါဒီစုယုံပြီးတော့ဒါကဖောက်ပြန်တဲ့အုပ်စုဆိုတော့ဉာဏ်နဲ့တစုစုတာရူပခန္ဓာဒီလိုမဟုတ်လားအဲ့ဒီရူပခန္ဓာကြီးရှုဖို့ရှုနည်းကနေစာဒုက္ခအနတ္တဒီလိုမဟုတ်လား7မျိုးဆိုပေမဲ့လို့7မျိုးကများလွန်းလို့မလို့တူရတွေပေါင်းလိုက်တော့ဘယ်နှမျိုးတော့3မျိုးအနေစာဒုက္ခအနတ္တအနေစာဒုက္ခအနတ္တပါဇက်ကဆိုရမှာလားဟုတ်ပါဗျာမဆိုရပါဘူးဘာနဲ့လောက်ရမှာတော့ဉာဏ်နဲ့ရှုရမှာပါဟုတ်ကဲ့နော်ပတိဆိုတာကနောက်မှပေါ်လာတာပါနော်ပကံခေအများအပြားမဟာယာနာကလာတဲ့ပစ္စည်းပါဒီပတိကလည်းပဲဘာမှဟာဒီပြန်ဟာလည်းမလို့သိခင်ဆိုတော့အကောင်းဆုံးပေါ့ဘုရားကုံတော်ကိုဆူလိုက်တလုံးချလိုက်ဒုတိယကုံတော်ဆူလိုက်တလုံးချလိုက်တတိယကုံတော်ဆူလိုက်တလုံးချလိုက်ဆိုတော့လေကုံတော်တွေများများဆူမိတော့လည်းပဲစိတ်ဒီထက်အာယုန်တွေရောက်အောင်လို့ပေါ့မှန်ပါဗျာဉာဏ်နဲ့သွားတာတော့မဟုတ်ပါဘူးစိတ်တည်ငြိမ်ယုံပေါ့နော်သမထတော့ဖြစ်တာပေါ့နော်အခုဘုန်းကြီးတို့တရားဓမ္မတွေကဒီအဆင့်မကဘူးသမထအဆင့်မကဘူးဒီတဲ့မြင့်တယ်မှန်ပါဗျာဝိပဿနာအဆင့်မဟုတ်လားမှန်ပါဗျာအဲ့လိုဆိုတော့ဉာဏ်ကြည့်အောင်ဉာဏ်နဲ့အလုပ်လုပ်ရမှာမဟုတ်လားမှန်ပါဒီခန္ဓာကိုယ်ကြီးကိုပါဇက်ကဆိုရမှာလားဉာဏ်နဲ့ကြည့်ရမှာလားဉာဏ်နဲ့ကြည့်ရပါဗျာဘယ်လိုကြည့်ရမလဲအနေစာဒုက္ခအနတ္တဘယ်လိုတော့အနေစာဒုက္ခအနတ္တဒီလိုပါဇက်ကဆိုရမှာလားဉာဏ်နဲ့ကြည့်ရပါလားဉာဏ်နဲ့ကြည့်ရပါအဲ့ဒါလိုကြည့်ပါများလာတော့ဘာဖြစ်တယ်လဲလို့ဆိုတော့ဟုတ်တဲ့အနေစာဒုက္ခအနတ္တအနေစာဒုက္ခအနတ္တအနေစာကမမြဲတာဒုက္ခကဆင်းရဲတာအနတ္တကစိုးမြတာဒီဥစ္စာက3ခု
ဒါကိုလူရင်းချုံမြန်တော့လေနှစ်ခုပါပဲတဲ့ဆရာတော်ဘုရားကြီးကလေအနေစာဒုက္ခအနတ္တမမြဲဘူးဆိုတာရဲ့အနတ္တအစိုးမရဘူးဆိုတာရဲ့ဆိုတာကသူပြတ်သွားတာမဟုတ်လားပြတ်သွားဖို့ရဖြစ်လေလားဥပမာမို့လားဖြစ်လေလာတယ်ပြက်လေသွားတယ်ဖြစ်လေလာတယ်ပြက်လေသွားတယ်အနေစာဒုက္ခအနတ္တသုံးမျိုးကိုချုံလိုက်လို့ရှိရင်နှစ်မျိုးတည်းပေါ့ဖြစ်ပြီးတော့ပြက်သွားတယ်ဖြစ်ပြီးတော့ပြက်သွားတယ်ဆရာတော်ဘုရားကြီးကလူရင်းကြတဲ့ကြအောင်ထပ်လုပ်ပြန်တာအနေစာဒုက္ခအနတ္တသုံးမျိုးတောင်မဟုတ်ဘူးထပ်ပြီးတော့ချုံလိုက်တော့နှစ်မျိုးတည်းဖြစ်ပြီးတော့ပြက်သွားဖြစ်ပြီးတော့ပြက်သွားတယ်အဲ့ဒါလိုနဲ့ခန္ဓာကိုယ်ကြီးပေါ်ကြည့်လိုက်တဲ့အခါကျတော့ဖြစ်ပြီးပြက်သွားတယ်ဖြစ်ပြီးပြက်သွားတဲ့အရာတွေပဲဒီလိုထင်အောင်ထင်လာတော့တာပေါ့မှန်ပါဗျာပါဇာကဆိုအောင်မလားညံနဲ့လားညံနဲ့ကြည့်ပါများတော့နောက်တော့ဖြစ်ပြီးတော့ပြက်ဖြစ်ပြီးတော့ပြက်တွေပဲပြက်မရှိတာကနိရောဓသစ္စာနိဗ္ဗာန်မဟုတ်လားဒါကိုမြင်နာဒီညံကမက္ခသစ္စာဒီလိုမဟုတ်လား5ပါးလား10ပါးလားအဲ့ဒါလိုဖြစ်သွားတာဒီကြတော့မက္ခသစ္စာနိရောဓသစ္စာတွေလည်းပါလာပြီမဟုတ်လားအလုတ်လုတ်ခါကြမှာဘုန်းကြီးတို့တဏ္ဍာမှာခုလိုသစ္စာရောက်လာတာမဟုတ်လားအဲ့ဒါကိုပြောပါတယ်ဆရာတော်ဘုရားကြီးကဒီနည်းတိုင်းသွားရမှာလမ်းစဉ်ကဒါပဲဆိုတာဆရာတော်ဘုရားကြီးညွှန်ကြားတယ်လေမှန်ပါဗျာညွှန်ကြားပုံညွှန်ကြားနေဒီတိုင်းပဲကိုယ်တဏ္ဍာပဲရှိတာတခြားရှိတာမဟုတ်ပါဘူးတခြားကြည့်ဖို့လည်းမဟုတ်ဘူးကိုယ်တဏ္ဍာကြည့်ဖို့ပဲမဟုတ်လားမှန်ပါဗျာကိုယ်ခန္ဓာကိုယ်ပါပဲယုံနဲ့နာအဲ့ဒီယုတ်တရားနဲ့နံတရားဟာမြဲလို့လားမမြဲပါဘူးစက္ကန့်မလားမိနစ်မလားတစ်ဖြတ်ဖြတ်နဲ့အဟောင်းပြောင်းလဲနေတာမဟုတ်လားအဲ့ဒီပြောင်းလဲနေတာကိုမြင်အောင်ကြည့်ရမှာရိုးရိုးပဂတိရိုးရိုးကြည့်လို့တော့ရပါမလားမျက်စိနဲ့မြင်ရမှာမဟုတ်ဘူးဉာဏ်နဲ့မြင်ရမှာဟုတ်ကဲ့နော်မျက်စိနဲ့လည်းမြင်လို့မဖြစ်နိုင်ပါဘူးဉာဏ်နဲ့မြင်ရမှာပါဉာဏ်မြင်မယ်လို့မျက်စိနဲ့မြင်ရတယ်လို့ကိုထင်းထင်းရှားရှားဖြစ်မယ်နော်အဲ့ဒီမြင်တဲ့ဉာဏ်ပေါ်လာအောင်ကလည်းဘာလို့အောင်မလို့ဆိုတော့သမာဓိဟုတ်ကဲ့လားသမာဓိထူထောင်ပါငြိမ်သက်တီးနေတဲ့သမာဓိဖြစ်အောင်လုပ်ပါစိတ်ကိုလေစိတ်ကိုဘယ်မှမရောက်ပါစေနဲ့ငြိမ်ပြီးတော့နေအောင်သာလုပ်ပါအဲ့ဒီခါမှာစိတ်ငြိမ်တဲ့အခါမှာသမာဓိတည်ရလို့ခေါ်ပါတယ်အဲ့ဒီသမာဓိတည်ရင်ဉာဏ်ဝင်လာတယ်ပထမတော့ဉာဏ်က5ပါးပေါ့ဟုတ်ကဲ့နော်သူ့ကိုမက္ခသစ္စာခေါ်တယ်မဟုတ်လားလောကုတ်မဲ့လားလောကီမဲ့လားလောကီမဲ့ခင်မှာဘယ်နှပါ5ပါးကဘယ်သူတွေလဲဆိုရင်သမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပသမ္မာဝါယာမသမ္မာတတိသမ္မာသမာဓိဟုတ်တယ်မဟုတ်လားအဲ့ဒါပါပဲအဲ့ဒီအဖြစ်ပြက်ကိုမြင်နေတယ်ဆိုရင်လောကီမဲ့ခင်5ပါးအဲ့ဒါနဲ့မြင်ရင်ပဲဟုတ်လာပြီဒါဆိုရင်အင်မတန်အဆင့်မြင့်နေပြီအဖြစ်ပြက်ကိုမြင်တယ်ဆိုတာဟာအရိယာပုဂ္ဂိုလ်တွေလည်းဒီလိုပဲမြင်တာပဲဒီအမြင်တာကိုပဲမနေဘူးအဖြစ်ပြက်မြင်တယ်ဆိုရင်ပဲမနေပါဘူးတဲ့ဘုရားကိုယ်တော်မြတ်ကြီးကယောသဝတ္တတတံဇီဝေအပတံဥဒိယပယံဧကဟံဇီဝိတံတေယောပတ္တတောဥဒိယပယံလို့ဒီလိုဟောပါတယ်အတိပ္ပယ်ကတော့အဖြစ်အပျက်မမြင်ဘဲနဲ့အနှစ်တရာပတ်လုံးအသက်ရှည်ပြီးတော့နေတာတဲ့ဖြစ်ပျက်ကလေးမြင်ပြီးတရက်အသက်ရှင်ရတာကပိုးပြီးတော့မြတ်တယ်မှန်ပါဗျာဒီလိုဟောပါတယ်မှန်ပါဗျာဘာဖြစ်လို့တော့ဆိုတော့ဒီအမြင်ကအမြင်မှန်ကိုမှန်ပါဗျာအဖြစ်အပျက်ဆိုတာယုတ်ဓမ္မနန္ဓမတို့ရဲ့ဖြစ်တာပြက်တာကိုပြောတာနော်မှန်ပါဗျာအဲ့ဒါကိုပြောတယ်ဖြစ်ပျက်မပါသက်တရားနေတာအလကားဖြစ်ပျက်မပါသက်တရားနေတာအလကားဟုတ်ကဲ့နော်ဖြစ်ပျက်ကိုမြင်တနေ့ပင်လွန်လင်းထုတ်တဲ့အကျိုးများဖြစ်ပျက်ကိုမြင်တနေ့ပင်လွန်လင်းထုတ်တဲ့အကျိုးများခုနကတော့ဘုရားစကားကိုဘာသာပြန်တာနော်တထပ်သေးပါပဲဖြစ်ပျက်မပါသက်တရားနေတာအလကားဖြစ်ပျက်ကိုမြင်တနေ့ပင်လွန်လင်းထုတ်တဲ့အကျိုးများအဲ့ဒီဖြစ်ပျက်ကလေးမြင်ပြီးတော့တရက်အသက်ရှင်ရတာကဟိုအနှစ်တရာပတ်လုံးနေတတ်တဲ့ဘို့အကျိုးများတယ်လို့ဆိုတယ်မဟုတ်လား
တနေ့မဆူထားပါနဲ့တခဏလေးမြင်တာဒီပဲမနှဲပါဘူးတဲ့ဆရာတော်ဘုရားကြီးကပြောတာဖြစ်ပျက်ကလေးကိုတစ်ကြိမ်တစ်ခါမြင်တာတောင်မှတဘဝနှစ်ဘဝတော့အပင်မကြဘူးဒီဖြစ်ပျက်ကလေးကတားတယ်အပင်ကြဖို့ရအခြေအနေရောက်လာရင်ဒီဖြစ်ပျက်ကလေးကတားတယ်အပင်မကြဘူးခဏလေးတစ်ဖြုတ်ခဏတစ်ဖြုတ်ကလေးမြင်တာတောင်မှအဲ့လောက်တန်ဖိုးကြီးတယ်လို့ပြောတယ်မဟုတ်လားအင်မတန်အာကိုးစရာကောင်းပါတယ်ဘုန်းကြီးတို့ယောဂီတွေအကုန်လုံးမြင်နိုင်တယ်ဒီလိုမြင်နိုင်ဖို့တတ်ခံပါလို့ဒီရောက်လာကြတာဒီလိုတတ်ခံမရှိတဲ့သူကဒီတရားမျိုးကြီးပဲနာကျင်လိမ့်မလဲမှန်ပါတရားကြီးအကောင်းလည်းမကောင်းဘူးနဲ့အတန်လည်းမကောင်းဘူးနဲ့အပြောလည်းမကောင်းဘူးနဲ့ဒီလိုမဟုတ်လားမှန်ပါဒီတရားတွေပဲရှောက်ပြောနေတာတရားသဘောတွေရှောက်ပြောတာမဟုတ်လားမှန်ပါဒီတရားသဘောတွေကိုနာနိုင်တယ်ဆိုတဲ့အခုနာရှိကြတဲ့အတိုင်းနာနိုင်တယ်ဆိုတဲ့စိတ်ဓာတ်ရှိကြတဲ့အတိုင်းတရားရဖို့ဓာတ်ခံပါကြလို့လာတာရနိုင်ကြတယ်အလုံးပူစီကိုငါလူတိုင်းပဲရနိုင်ကြတယ်တခုခုလိုနေမယ်လုံလာဝိရိယလိုနေသလားဉာဏ်လိုနေသလားတိတိခွာဖို့လိုနေသလားအဲ့ဒီဟာလေးတွေသာချင်းချင်းမှာလိုနေတဲ့ဥစ္စာကိုမလိုအောင်ဖြည့်ပြီးအလုံးတရားရကြဖို့ပဲအဲ့လိုပါအလုံးကိုစီကိုငါတရားရကြဖို့ပဲဖြစ်ပြမြင်ရဖို့ပဲเนาะမှန်ပါတယ်ဗျာတကယ်သူကသူဖြစ်ပြနေတဲ့ဥစ္စာပဲသူကဖြစ်ပြနေတဲ့ဥစ္စာကိုကမြင်ဖို့မြင်နိုင်တဲ့ဉာဏ်လဲကို့မှာပါတယ်အဲ့ဒီဉာဏ်ပေါ်လာအောင်လုပ်ဖို့သမာဓိထူထောင်ဖို့ပဲလူတယ်မဟုတ်လားဒါပဲအဲ့လိုဆိုရင်သမာဓိထူထောင်ပါဒီအချိန်မှလေဟောတရားခမ်းမတဲ့ရောက်နေတဲ့အခါအာယုန်တွေဖြောက်လိုက်ပါလောကအာယုန်တွေဖြောက်လိုက်ပါတာရည်သမီးစီးပွားရေးအာယုန်တွေဖြောက်လိုက်ပါဒီအချိန်မှာကုကျိုးဆန်တယ်ပဲပြောဘာပြောဟောဘယ်သူမှအရေးမဆိုင်ဘူးအဲ့ဒီခန္ဓာကိုယ်မှာရှိနေတဲ့ရုပ်ဓမ္မနာမ်ဓမ္မဖြစ်ပြီးပြတ်တာကိုပဲသိဖို့ဒါပဲအရေးကြီးတယ်ဘယ်သူတွေမှဘာကိစ္စတွေမှအရေးမလုပ်ဘူးဆိုပြီးတော့အာယုန်တွေအကုန်လုံးဖြတ်လိုက်ကြောက်ရမယ်တောင်းတမယ်ထားလိုက်နော်အဲ့ဒါလိုထားလိုက်စမ်းမှာခဏလေးထားရင်အဲ့ဒီထားတဲ့အချိန်ကိုဒီလိုလာမြင်တယ်နော်ခဏလေးတန်ရိုးစင်တွေဖြတ်လိုက်ရင်ဖြတ်တဲ့အချိန်ကိုပဲမြင်တယ်မဖြတ်ဘူးအပြည့်ရလွဲနေတဲ့သူကတော့မမြင်ဘူးဒါကြောင့်မို့ဒီတရားခမ်းမှတဲ့ကြာရင်တော့ဖြတ်လိုက်ပါကျန်တဲ့အချိန်တွေ့ချင်းတွေ့ဒီတရားခမ်းမှတဲ့နေနေတဲ့တဏှာကြီးအတွင်းကတော့ဖြတ်လိုက်ဒီခန္ဓာပဲကြည့်လိုက်စိုက်ကြည့်လိုက်အဲ့လိုဆိုရင်စိတ်ငြိမ်၍သမာဓိတည်ပါတယ်